အဲ့တော့နောက်တစ်ခုကလူငယ်တွေရဲ့အတွေးအမြင်ပေါ့အတွေးအမြင်တွေကိုမလိုက်နိုင်ဘူးလူကြီးတွေမြန်မာနိုင်ငံမှာအခုအုပ်ချုပ်နေတဲ့လူကြီးတွေကငတုံးနေကြီးပဲလဘာကြာတွေများတယ်နော်လဘာကြာတွေများဘာကြောင့်ဆိုတော့လူငယ်တွေရဲ့ထွင်းညံနေလူငယ်တွေကို organically ပေါ့သူတို့တဘာဝအတိုင်းဖွံ့ဖြိုးတိုးတက်မှုမပေးဘဲနဲ့ကိုလိုချင်တဲ့ပုံစံအတိုင်းသူတို့နားလည်ထားတော့ဘယ်လိုခေါ်မလဲဆိုတော့နိုင်ငံရေးပေါ့1980လှ1920 1950လောက်ကနိုင်ငံရေးကိုပဲအသိဉာဏ်နဲ့ရောက်နေတယ်ခေတ်သစ်နိုင်ငံရေးကိုသူတို့လုံးဝနားမလည်ဘူးဖြစ်နေတယ်အဲ့တော့လူငယ်တွေကိုမြေတောင်မြောက်ပေးဖို့လူငယ်တွေကိုထိန်းချောင်းပေးဖို့နော်လူငယ်တွေကိုဦးစားပေးဖို့ဆိုတဲ့အတွေးမြင်ကတော့ကျွန်တော်မြန်မာနိုင်ငံလူကြီးတွေတော်တော်အားနေတာပါတော့ကျွန်တော်မြန်မာပြည်ကလူကြီးတွေကဘိုးတဘိုးပဲတည်တဲ့လူကြီးတွေဖြစ်နေတယ်နော်နိုင်ငံမှာဗျဘယ်လိုလဲဆိုတော့ကျွန်တော်လူလက်တန်းစားလုံးဝပျက်စီးသွားပြီเนาะကျွန်တော်တို့အရန်ချမ်းသာတဲ့အုပ်စုနဲ့အရန်ဆင်းရဲတဲ့အုပ်စုပဲရှိတော့တယ်လူလက်တန်းစားဆိုတော့မြန်မာနိုင်ငံမှာမရှိသလောက်ပေါ့เนาะအဲ့ဒီလူတန်းစားတရက်ကပျက်စီးသွားပြီဖြစ်တယ်တနည်းအားဖြင့်တော့ပခင်နဲ့ကျွန်ဘွားပဲရှိပါတော့တယ်เนาะအဲ့တော့မြန်မာနိုင်ငံကလူအများစုဟာသမင်းမငတ်ဖို့တက်စူးစမ်းရုန်းကန်နေရတာဖြစ်တယ်တနာဖို့အရန်ကိုကောင်းပါတယ်စိတ်မကောင်းပါဘူးတနာပါစကားကိုကျွန်တော်တောင်းပြောခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်မြန်မာပြည်သားတွေဘဝစူးစမ်းခြင်းရဲ့နဲ့မအောင်မြင်တာစူးစမ်းခြင်းရဲ့သားနဲ့စူးစမ်းလို့မရတာအောင်မြင်ခြင်းရဲ့သားနဲ့အောင်မြင်လို့မရတဲ့ကျွန်တော်ပြည်သူပြည်သားတွေအတူနဲ့တည်းရှိတယ်ဒါကတော့ဒီစနစ်ကြီးရဲ့ဒီစနစ်ဒီအခြေခံဒီနိုင်ငံရေးအခင်းချင်းကြီးရဲ့ပြဿနာဖြစ်တယ်ဒီနိုင်ငံရေးအခင်းချင်းကိုမီးရှို့နေတဲ့သူတွေအားလုံးမှာတာဝန်ရှိပါတယ်နော်အဲ့တော့ဘုသူ့မှာပို့ပြီးတာဝန်ရှိတယ်ဆိုတဲ့ခါကျတော့အာဏာလည်းရှိတယ်လှုပ်လဲလှုပ်နိုင်တယ်ဟုတ်လားအဲ့ဒီဦးမင်းအောင်လှိုင်တို့အုပ်စုမှာတာဝန်ရှိတယ်ဘာကြောင့်လဲသူတို့တွေရဲ့စီမံခန့်ခွဲမှုသူတို့ကဘယ်လိုခေါ်မလဲဆိုတော့နိုင်ငံရေးအဖြစ်ထိုင်ကုန်တစ်ခုကိုယူတယ်အာဏာတစ်ခုကိုယူတယ်ဟဲ့ဆိုရှင်သူတို့မှာဘာအရေးချင်းစီမံခန့်ခွဲရေးပြီးတော့လို့ရှိရင်စီယိုရေးစီမံခန့်ခွဲရနေစပြီးတော့ကျွန်တော်တို့ဘယ်လိုခေါ်မလဲထိန်းသိမ်းစောင့်ရှောက်ရေးတွေအထိမှာတာဝန်ရှိတယ်သူတို့ရဲ့ဉာဏ်ဖြည့်မှုကြောင့်ကျွန်တော်တို့နိုင်ငံဖွတ်မွေးပြချဖြစ်နေရလို့ပြောရမှာပါနော်အားလုံးမှာတာဝန်ရှိပါဒါပေမဲ့သူတို့မှာတော့သူတို့မှာလုံနိုင်တဲ့ပါဝါသူတို့မှာပဲရှိပါတယ်သူတို့ကအလျှော့ပေးခြင်းသလားရတယ်သူတို့ကတင်းခြင်းသလားရတယ်သူတို့ကနိုင်ငံကိုမီးရှို့ခြင်းသလားရတယ်နိုင်ငံမှာအခုမီးရှို့နေမီးတွေလောင်နေတယ်ပြဿနာတွေဖြစ်နေအားလုံးဟာသူတို့ကောင်းပေါ်မှာပဲရှိပါဘာကြောင့်လဲနိုင်ငံကိုငြိမ်းချမ်းအောင်မလုပ်နိုင်လို့ရှိရင်ကိုယ့်အကိုဘာကောင်မှဖြစ်နေဘာမှအသုံးကျတဲ့ကောင်မဟုတ်ဘူးအဲ့တော့အခုမြန်မာနိုင်ငံမှာတက်ပြီးအုပ်ချုပ်နေတဲ့ဦးမင်းအောင်လှိုင်ဟာဘာမှအသုံးကျတဲ့ပုံကောမဟုတ်ဘူးဘာကြောင့်လဲသူ့လက်ထက်မှာအခုမြန်မာနိုင်ငံမှာပျက်စီးနေတာဟာဘယ်သူမှလက်ညှိုးထိုးလို့မရဘူးဒီနေရာကိုယူတိုင်းဒီတာဝန်မလုံနိုင်ရင်စင်လုံနိုင်တဲ့သူတက်ခိုင်းလိုက်အဲ့တော့ကိုကစစ်ကောင်းဆောင်မို့လို့နိုင်ငံရေးအဖြစ်အသုံးမကျတာကိုကျွန်တော်တို့ဘာမှပြောစရာမရှိဘူးဟုတ်ပြီကိုအသုံးမကျဘူးဆိုရှင်အသုံးကျတော့ပြည်သူထောက်ခံတဲ့သူကိုနေရာပေးလိုက်ကိုတိုင်းအသုံးမကျဘာမှလည်းမလုပ်တတ်မကြိုက်တတ်နဲ့ဟိုမှာခေါင်းမိုးပေါ်မှာတက်ပြီးတော့အောက်ပြန်မစင်းတက်တော့ဘိုးတဲ့တော့လူတယောက်လိုဖြစ်နေတာအတက်တော့တက်အောက်ပြန်မစင်းတက်ဘူးဖြစ်နေအဲ့ပုံစံလေးဖြစ်နော်ခိုင်ပြည်နယ်လုံးဝမြို့တွေကုံတော့ဖြစ်နေပြီနောက်3မြို့ပဲကျန်တယ်နော်ချင်းပြည်နယ်မှာလည်းမြို့တွေပြန်ရတဲ့မြို့တွေရတာပေါ့ဗျာနော်ပြန်ရလိုက်ပြန်ဆွဲလိုက်ပြန်သွားလိုက်နဲ့ဒီလိုပဲဖြစ်နေမှာပဲအဲ့တော့စစ်တပ်ကလည်းတနိုင်ငံလုံးပြန်သိမ်းဖို့စစ်အင်အားအဲ့လောက်ထိရှိတာမဟုတ်ဘူးဒါတော့မှရှမ်းမြောက်ကအုပ်စုတွေမထသေးလို့နော်ထလို့ရှိရင်စစ်တပ်လုံးဝမနိုင်တော့နော်စစ်တပ်ကနေပြီးတော့ရန်ကုန်စစ်တပ်ပဲဖြစ်သွားလိမ့်မယ်ရှမ်းမြောက်မှာရှိနေတဲ့အဲ့ဒီ MDA တို့နော် TNLA တို့ဝါတို့နော်သူတို့ကသာရှမ်းပြည်နယ်အထက်ကိုပိုင်းပြီးဟေ့ဆိုလို့ရှိရင်တော့မြန်မာပြည်ရဲ့ဒီဥမာဖြစ်ဦးမင်းအောင်လှိုင်တို့အစိုးရဟာရန်ကုန်အစိုးရတို့နေပြည်တော်အစိုးရတို့ဖြစ်သွားမှာအဲ့တော့ဒီမြန်မာနိုင်ငံရဲ့အခြေခံဥပဒေစစ်တပ်ကျိန်စာပေါ့နော်စစ်တပ်ကျိန်စာစစ်တပ်ဒီမိုကရေစီလှုပ်ထားတာကြီးကိုချိုးဖျက်နိုင်မှာဒေါအောင်ဆန်းစုကြည်ရဲ့ NLD ပါတီပဲရှိတယ်မရှိတဲ့အတွက်ကြောင့်မလို့တော့ဒါမျိုးပေါ့ဒီမိုကရေစီစစ်ကိုဟောပြောစည်းရုံးနိုင်မယ်ဒေါအောင်ဆန်းစုကြည်လုပ်တဲ့အလုပ်မျိုးကိုဒေါအောင်ဆန်းစုကြည်လိုမျိုးထောင်ချခံနော်အမုန်းခံအပြောခံအပိတ်ဆို့ခံပြီးလုံနိုင်မဲ့သူခေါင်းဆောင်ပေါ့နော်ဘယ်ကောင်အနာခံပြီးလုံနိုင်မလဲဆိုတဲ့ပုံမှာမူတည်ပြီးတော့ပြည်သူလူထုအားပေးထောက်ခံမှုဒါသူ့မှာလည်းလောက်ခံနိုင်တယ်မရဘူးနော်ပညာရည်ချင်းရှိရမယ်နော်ဟောပြောစည်းရုံးနိုင်မှုရှိရမယ်အေးပေါ့ charismatic power ကောင်းကြီးမားရှိတဲ့သူတယောက်ပေါ့၎င်းပေါ့အဖွဲ့အစည်းတော်၎င်းပေါ်လာဖို့လိုအပ်ပါတယ်လောလောဆယ်အချိန်ကြီးကမြန်မာနိုင်ငံမှာရှိနေတဲ့ပါတီဘယ်ပါတီမှဒီအဖွဲ့အစည်းဒါမျိုးတော့မတွေ့သေးဘူးလို့ကျွန်တော်ပြောလို့ရပါတယ်နော်အဲ့တော့ဘာကြောင့်လဲဆိုတော့2008ခြေခံဥပဒေရကအာဏာကိုသိမ်းစရာမလိုမဲ့နဲ့စစ်တပ်ကလိုရင်လိုသလိုယူလို့ရတဲ့အခြေအနေမျိုးမှာရှိရလေနော်လိုရင်လိုသလိုယူလို့ရတယ်စစ်တပ်က
ပို့ပြီးအောင်စိုးသွားတာအခုဆိုလို့ရှိရင်ဦးမင်းအောင်လိုင်းကတမရာယုံပေါ့ဗျာတမရာယုံကဥပဒေပြုရဲ့အာဏာကိုတမရာယုံကတိမ့်လိုက်လို့ဖြစ်သွားပြီ။ဘာကြောင့်လဲဆိုတော့ तू ကစစ်ကောင်းဆောင်လာတယ်ဗျာစစ်သားသူအောက်မှာ25ရာခိုင်နှုန်းကသူ့နောက်မှာလုံးဝရက်တည်ထားပြီးသားဖြစ်တယ်နော်။လွတ်တော်ကဘာဥပဒေပဲထုတ် तू ကမကြိုက်ဘူးဟေ့ဆိုလို့ရှိရင်အဲ့ဥပဒေရှေ့ဆက်လို့မရတော့။ဘာကြောင့်လဲဆိုတော့25ရာခိုင်နှုန်းကစစ်သားတွေဗျာ။ကျန်တဲ့လူတွေကကြတော့စစ်ထွက်တွေဗျာ။အဲ့စစ်ထွက်တွေက9ရာခိုင်နှုန်းလောက်ပဲရ25ရာခိုင်နှုန်းနဲ့ပေါင်းလို့ရှိရင်ဘာဥပဒေမှရှေ့ဆက်လို့မရဘူး။သမရကမကြိုက်ဘူးဟေ့ဆိုလို့ရှိရင်အဲ့တော့မြန်မာနိုင်ငံရဲ့ဒီမိုကရေစီနိုင်ငံကိုအုပ်ချုပ်တဲ့နေရာမှာတရားစီရင်ရေးနော်အုပ်ချုပ်ရေးဥပဒေပြုရေးဆိုပြီးမန်နိုင်ကြီး3ရက်ဒီမန်နိုင်ကြီး3ရက်ကလည်းမန်နိုင်တစ်ခုနဲ့တစ်ခုကဘလို့နီးနဲ့မှတယောက်တယောက်ကန့်တက်လို့မရဘူးချုပ်ချယ်လို့မရဘူးတစ်ဖွဲ့ကိုတစ်ဖွဲ့ပေါ့နော်မန်နိုင်တစ်ခုကိုတစ်ခုချုပ်ချယ်လို့မရဘူးအဲ့တော့ကန့်တက်လို့မရတဲ့အခြေအနေမျိုးတွေမှာလွတ်လပ်မှုပေးထားရတယ်နော်လွတ်လပ်မှုပေးထားဥပမာပြပြခင်ဗျားတို့ NUG ကိုလွတ်တော်ကိုယ်စားလှယ်ကတွေ့တယ်ဟိုလွတ်တော်ကတွေ့တယ်ဒီလွတ်တော်ကတွေ့တယ်ဒါလုပ်လို့ရတယ်ဘာကြောင့်လဲဆိုတော့ဥပဒေပြုတဲ့မန်နိုင်ကဘယ်သူနဲ့မဆိုသူ့အတူတွေ့ချင်တဲ့သူနဲ့တွေ့လို့ရတယ်ဒါပေမဲ့တော့အဲ့နေရာမှာအစိုးရပေါ့အုပ်ချုပ်ရေးမန်နိုင်ကသွားတွေ့တယ်ဆိုပြဿနာရှိတယ်ပြဿနာရှိတယ်အဲ့တော့ဘာကြောင့်လဲသူများနိုင်ငံတွေမှာကလွတ်တော်ကိုယ်စားလှယ်က NUG ကိုတွေ့တယ်ထိုင်းမှာဥပမာပြထိုင်းမှာပေါ့ထိုင်းလွတ်တော်ကိုယ်စားလှယ်ကမြန်မာတိုက်ခိုင်အင်အားစုတွေကိုတွေ့တယ်ဒါကိုကျွန်တော်တို့ဒီအုပ်ချုပ်ရေးမန်နိုင်ကသွားပြီးပြဿနာရှာလို့မရဘူးမြန်မာပြည်မှာကြအဲ့လိုမျိုးမဟုတ်ဘူးအကယ်၍သာမြန်မာပြည်ရဲ့လွတ်တော်ကိုယ်စားလှယ်ဆိုတာမျိုးဟာနောက်ဆုံးပိတ်ပေါ်သူ့ရဲ့တရားအုပ်ချုပ်ဘယ်လိုခေါ်မလဲဥပဒေပြုရေးမန်နိုင်ကဖြစ်နိုင် energy နဲ့တွေ့မယ်ဆိုတွေ့လို့ရတယ်နော်ကျွန်တော်တို့လက်နက်ကင်နေနဲ့တွေ့မယ်ဆိုတွေ့လို့ရတယ်ဘာကြောင့်လဲတွေ့ပိုင်ခွင့်ရှိတယ်ဒါပေမဲ့တော့ဒီနေရာမှာမြန်မာပြည်မှာခုဥပဒေတစ်ခုထပ်ထုတ်လိုက်တယ်အဲ့လိုလုပ်လို့မရအောင်တမင်တကာလုပ်တာအကယ်၍သာပေါ့နော်ဖမ်းဝရမ်းထုတ်လို့ဒီလွတ်တော်ကိုယ်စားလှယ်ကိုဖမ်းမယ်ဟေ့ဆိုရှင်ဖမ်းဝင်ပေးရမယ်လွတ်တော်ဥက္ကဋ္ဌကိုနံပါတ်ကျင်းပြီးတော့အာဏာပြန်သိမ်းလိုက်တယ်အဲ့တော့ဦးမင်းအောင်လိုင်းအခုလှုပ်သွားတဲ့106ကကြီးကတနည်းအားဖြင့်သမ္မတရုံးကလွတ်တော်ရဲ့ဥပဒေပြုပါဝါကိုကောင်းကောင်းထိန်းချုပ်ပြီးတော့အာဏာသိမ်းလိုက်တာပဲအာဏာသိမ်းလိုက်ပြီနောက်ဆုံးသူလိုချင်တဲ့ဥပဒေမျိုးဆိုလို့ရှိရင်လုပ်ကိုလုပ်ပေးရမယ့်ပုံစံမျိုးတွေဖြစ်သွားပြီအဲ့တော့ကျွန်တော်မြန်မာနိုင်ငံရဲ့2008ခြေခံဥပဒေဟာငကိုတဲကမှတန်တရားရှိခဲ့ကြတယ်ဗျအဲ့တုန်းကလည်းဟုတ်ပါတယ်ကျုပ်ရှုံးတယ်ပေါ့ဗျကျွန်တော်လည်းရှုံးတယ်ဒေါအောင်ဆန်းစုကြည်လည်းရှုံးတယ်လို့ပြောလို့ရပါတယ်အဲ့တုန်းကဒေါအောင်ဆန်းစုကြည်ရွေးကောက်ပွဲဝင်မဲ့ကိစ္စမှာအတိုက်ခံအင်အားစုတွေဟာဒေါအောင်ဆန်းစုကြည်ကိုလည်းစန့်ကျင်တယ်ဝင်မဲ့သူတွေအားလုံးစန့်ကျင်တယ်ပေါ့ဗျာနော်စန့်ကျင်တယ်ကျုပ်ကမျှော်လင့်တာပါဗျာနော်မြန်မာနိုင်ငံရဲ့ရှင်မတိုးတာရွှေမတိုးတာနောက်မဆုတ်တာမှာဒေါအောင်ဆန်းစုကြည်တာပေါ့နော်ရွေးကောက်ပွဲဝင်သွားမယ်စစ်တပ်ကိုစီးရုံးမယ်မြန်မာနိုင်ငံအတွင်းကူးပြောင်းရေးကိုကျွန်တော်တို့အနာကျင်မှုကင်းမဲ့စွာနဲ့သွားဒါပေမဲ့တော့ဦးမင်းအောင်လိုင်းရဲ့ဒီပေါ့ကလီကမာလုံးမှုတွေမှာကျွန်တော်တို့ဒေါအောင်ဆန်းစုကြည်ရဲ့အစီအစဉ်တွေလုံးဝပျက်စီးသွားပြီဖြစ်တယ်နော်အဲ့တော့ပျက်စီးသွားပြီဆိုတော့2008ချိန်ခံဥပဒေကဘလို့မှယုံကြည်လို့ရတဲ့ချိန်ခံဥပဒေမဟုတ်တော့ဘူးဒါကလုံးဝသိချတယ်အဲ့ဒါကိုမှဘူးလေးရဖယုံထက်စင်တယ်နူရပွဲဆွဲပြီးတော့လဲရတကိုးထက်ထောင်းတယ်အဲ့တော့ဦးမင်းအောင်လိုင်းအခုနောက်ပိုင်းချိန်ခံဥပဒေပြင်ဆင်မှုတွေသူလှုပ်သွားတဲ့ကိစ္စအဲ့တော့ကလီကမာတွေကြီးပဲဆိုတော့ကျွန်တော်တွေ့တဲ့အခါမှာတော့2008ခြေခံဥပဒေရအခု2021ကမွေးတဲ့ကလေးတွေအသက်ကြီးလို့ဟလားသူတို့မဲတွေပါပေးပြီးပါလို့ရှိရင်အာဏာပြန်သိမ်းမယ်ဆိုတာဖြစ်နိုင်တဲ့ຢာတွေကြီးပဲဘာကြောင့်လဲအာဏာကိုလိုထိန်းလို့ရတယ်လိုသိမ်းလို့ရတယ်ဆိုတော့2008ခြေခံဥပဒေကစစ်တပ်အတွက်တည်ရခွင့်ပဲနော်